မင်္ဂလာပါဒီနေ့ learners တွေကို idiom စာလုံးတချို့ထပ်ပြီးတော့မျှဝေပေးပါမယ်။ဒီမှာဒီနေ့မျှဝေပေးမယ့် idioms တွေကဘယ်အရာနဲ့ဆက်နွယ်နေတဲ့စာလုံးတွေလဲဆိုလို့ရှိရင် personally အရာလဲအရန်ကိုမှနှစ်သက်တဲ့နှင်းစီပန်းနဲ့ဆက်နွယ်နေတဲ့ idiom စာလုံးတွေဖြစ်ပါတယ်။အဲ့တော့ဒီနေ့မျှဝေပေးမယ့်စာလုံးတွေထဲမှာ rose ဆိုတဲ့နှင်းစီပန်းလေးကတော့မပါမဖြစ်လေးပေါ့နော်။ Okay ဒါဆိုရင်စာလိုက်ကြပါမယ်။နောက်ဆုံးမျှဝေပေးမယ့် idiom ကတော့ under the rose ဒါကိုတိုက်ရိုက်ဘာသာပြန်ရင်နှင်းစီအောက်မှာပေါ့နော်ဒါပေမဲ့တကယ်အဓိပ္ပာယ်က in secret or privately လျှို့ဝှက်စွာတိုးတိတ်စွာဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်သူ့ဥပမာအနေနဲ့သုံးပြပါမယ် they held the meeting under the rose to avoid public attention သူတို့ဟာလူအများအာရုံစိုက်ခြင်းကနေလွတ်အောင်အစည်းအဝေးကိုတိုးတိတ်တိတ်ပဲပြုလုပ်ခဲ့ကြတယ်လျှို့ဝှက်စွာပဲပြုလုပ်ခဲ့ကြတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီတော့ under the rose ဆိုတဲ့ idiom ဟာကိစ္စတစ်ခုခုကိုလျှို့ဝှက်စွာလုပ်တဲ့တိုးတိတ်စွာလုပ်တဲ့အများမသိအောင်ပြုလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးလို့ရတဲ့ idiom တစ်ခုဖြစ်ပါတယ်ဒုတိယမြောက် idiom ကတော့ not a bed of roses သူ့ကို not all roses လို့လည်းသုံးလို့ရတယ်အဓိပ္ပာယ်က life is not always easy or pleasant ဘဝကြီးကအမြဲတမ်းတာယာမနေဘူးလွယ်ကူမနေဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဆိုတော့ life အနေနဲ့လည်းသုံးလို့ရတယ်ဒါမှမဟုတ်အလုပ်တို့ကိစ္စတစ်ခုခုတို့မလွယ်ကူကြောင်းကိုဖော်ပြလို့ရတဲ့ idiom ဖြစ်ပါတယ်ဥပမာအနေနဲ့ being a parent is not a bed of roses မိဘတစ်ယောက်ဖြစ်ရတာဟာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဆိုတော့ဆောင်းကပြောပြသလိုဒီ not a bed of roses ဒါမှမဟုတ် not all roses ကိုကိစ္စတစ်ခုခုကအရန်ကိုခက်ခဲနေတဲ့အခါလွယ်ကူမနေတဲ့အခါမှာသုံးလို့ရတဲ့ idiom တစ်ခုဖြစ်ပါတယ်တတိယမြောက် idiom ကတော့ looking through rose-colored glasses သူရဲ့အဓိပ္ပာယ်ကဘာဖြစ်မလဲဆိုရင် seeing everything too positively အရာရာတိုင်းကိုအကောင်းမြင်လွန်းတာအကောင်းမြင်စိတ်ကမကောင်းတာမဟုတ်ပေမဲ့လိုတာထက်ပိုပြီးတော့ကောင်းမြင်လွန်းတဲ့အခြေအနေကိုပြောချင်တာဖြစ်ပါတယ်ဥပမာအနေနဲ့ပြောပြပေးပါမယ် She sees her boyfriend through rose-colored glasses သူမကသူ့ရဲ့ရည်စားကောင်လေးကိုအရန်အကောင်းမြင်လွန်းတယ်သူ့ရဲ့ရည်စားကောင်လေးကမဟုတ်တာမကောင်းတာလုပ်နေရင်တောင်မှအရန်အကောင်းမြင်ပေးလွန်းတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့အစွန်းရောက်တဲ့ဖက်ကိုသွားတဲ့စိတ်မျိုးကိုဖော်ပြချင်တာဖြစ်ပါတယ်အဲ့ဒီလိုမျိုးဟုတ်တာမှရောမဟုတ်တာမှရောအကောင်းမြင်လုံးတဲ့အခြေအနေတွေကိုပြောချင်တဲ့အခါမှာ looking through rose colored glasses ဆိုတဲ့ idiom ကိုသုံးလို့ရပါတယ်သင်ခန်းစာလေးဆက်သွားကြပါမယ်နောက်ထပ် idiom တစ်ခုကတော့ stop and smell the roses သူရဲ့အဓိပ္ပာယ်ကတော့ take time to enjoy life နေ့စဉ်ဘဝကိုဖြတ်သန်းတဲ့အခါကိစ္စကြီးကြီးမားမားတွေကနေရတဲ့ပျော်ရွှင်မှုမျိုးကိုမှမဟုတ်ဘဲနဲ့ကိစ္စသေးသေးမွှားမွှားလေးတွေဖြစ်နေရင်တောင်မှအဲ့ဒီအသေးမွှားတွေကနေပျော်ရွှင်မှုရအောင်ကျဉ်းနှံ့မှုရအောင်ကြိုးစားနေထိုင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်သူ့ကိုပမာအနေနဲ့ he realized life was short so he started stopping to smell the roses သူကဘဝကြီးဟာအရန်ကိုတိုးတောင်းလွန်းနေဆိုတာကိုသတိထားမိခဲ့တယ်ဒါကြောင့်မို့လို့အဲ့ဒီအချိန်ကနေစပြီးဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတတ်အောင်နေထိုင်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါဆိုရင်ကျမတို့နေ့စဉ်ဘဝကိုပေါ့ပေါ့ပါပဲဖြတ်သန်းနေတဲ့ကိစ္စကြီးကြီးမားမားသေးသေးမွှားမွှားအရာရာတိုင်းကနေပျော်ရွှင်မှုရအောင်ကြိုးစားနေထိုင်တယ်ဆိုတဲ့အခြေအနေမျိုးတွေကိုဖော်ပြခြင်းတဲ့အခါမှာအခုလေ့လာသွားတဲ့ stop and smell the roses ဆိုတဲ့ idiom ကိုသုံးလို့ရပါတယ်နောက်ဆုံး idiom လေးကိုလေ့လာကြည့်ကြပါမယ်ဒီနေ့မျှဝေပေးမယ့် idiom တွေထဲကနောက်ဆုံး idiom လေးဖြစ်ပါတယ် rose to the occasion သူရဲ့အဓိပ္ပာယ်ကတော့ did well in a difficult moment ခက်ခဲတဲ့အခြေအနေတစ်ခုကိုတောင်မှကောင်းကောင်းကြီးကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဥပမာ our team had many problems but we rose to the occasion and won the game ငါတို့အသင်းကအခက်အခဲတွေပြဿနာတွေအများကြီးရှိခဲ့တယ်ဒါပေမဲ့တို့တွေဟာကောင်းကောင်းကျော်ဖြတ်ခဲ့ပြီးတော့ game ကိုလည်းအနိုင်ယူခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါဆိုရင်မလွယ်ကူတဲ့ကြားကနေကောင်းကောင်းကျော်ဖြတ်နိုင်ခဲ့တယ်ကောင်းကောင်းလုံးနိုင်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောချင်တဲ့အခါမှာအခုမျှဝေပေးသွားတဲ့ rose to the occasion ဆိုတဲ့ idiom ကိုသုံးလို့ရပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ဒီနေ့မှာကျွန်မ idiom ၅လုံးကိုမျှဝေပေးခဲ့တဲ့အဲ့ဒီ idiom တွေဟာ
နှင်းစီပန်းတွေနဲ့ဆက်နွယ်နေတဲ့ idiom တွေဖြစ်တယ်။ဒီနေ့သင်ခန်းစာကနေအကျိုးကျေးဇူးတစ်ခုခုရရှိသွားစေဖို့လည်းမျှော်လင့်တယ်။သင်ခန်းစာအဆုံးထိကျွန်မနဲ့အတူတူလေ့လာပေးကြတဲ့ learners တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ Happy learning. Bye bye.